မင်္ဂလာပါမိုးလေဝသသတင်းတွေတင်ဆက်ပေးနေတဲ့စုစုစံ Official Channel လေးကနေကြိုဆိုလိုက်ပါတယ်။လူအများစိုးရိမ်နေတဲ့မိုးရွာသွန်းနိုင်မှုအခြေအနေကတနင်္သာရီတိုင်းမှာမိုးအသင့်အတင်းထက်ပိုရွာနိုင်ပြီးကြံပြည်နယ်တိုင်းဒေသတွေအားလုံးမှာမိုးရွာနိုင်မဲ့အခြေအနေတွေဖြစ်လာနိုင်တော့လဲမိုးများနိုင်မှာမဟုတ်ကြောင်းပြည်နယ်တိုင်းဒေသအလိုက်မြို့ကြီးများရဲ့၄ရက်စာမိုးလေဝသအခြေအနေတွေမှာတွေ့ရပါမယ်။ကမ်းနီးပင်လယ်ပြင်ရေလုပ်ငန်းလုပ်ကွက်တွေမှာလည်းနောက်၄ရက်အတွင်းမှာအမြင့်ဆုံးလေတိုက်နှုန်းတနာရီ9မိုင်ခန့်သာရှိနိုင်တာကြောင့်ကုန်းတွင်းမှာလေပြင်းတိုက်နိုင်မဲ့အခြေအနေလည်းလျော့နည်းပါလိမ့်မယ်။ဧပြီလ9ရက်ည9နာရီအထိနောက်လာမည့်82နာရီ3ရက်အတွင်းမှာမိုးရေချိန်5မီလီမီတာမှ15မီလီမီတာခန့်မိုးနှင်းငယ်ရွာနိုင်မည့်ဒေသများဧရာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်မကွေးတိုင်းချင်းပြည်နယ်မန္တလေးတိုင်းနေပြည်တော်စကိုင်းတိုင်းကချင်ပြည်နယ်မြောက်ပိုင်းရှမ်းပြည်နယ်တောင်ပိုင်းနှင့်အရှေ့ပိုင်းဒေသတွေဖြစ်ပါမယ်။မနက်ဖြန်မွန်းတဲချိန်ထိခန့်မှန်းချက်တနင်္သာရီတိုင်းဒေသကြီးမွန်ပြည်နယ်နှင့်ကရင်ပြည်နယ်တို့တွင်နေရာစိတ်နှင့်ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းဧရာဝတီတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့တွင်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရန်ရာနှုန်း80ဖြစ်ပါသည်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်တိမ်အထင်ဖြစ်ထွန်းမီမိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေတနင်္သာရီတိုင်းဒေသကြီးမွန်ပြည်နယ်နှင့်ကရင်ပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရာနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနှင့်မိုးသီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်မြမပင်လယ်ပြင်လှိုင်းနှင်းငယ်မှလှိုင်းအသင့်တင်ရှိမီလှိုင်းမြင့်မှမြမကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်4ပေမှ9ပေခန့်ရှိနိုင်ပါသည်နောက်2ရက်အတွက်ခန့်မှန်းချက်နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်နေရာကျဲကျဲမိုးထစ်ချုံရွာမည်နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲချိန်ထိခန့်မှန်းချက်တိမ်အထင်ဖြစ်ထွန်းမည်ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲချိန်အထိခန့်မှန်းချက်တိမ်အထင်ဖြစ်ထွန်းပြီးနေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရန်ရာနှုန်း80ဖြစ်ပါသည်မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲချိန်အထိခန့်မှန်းချက်တိမ်အထင်ဖြစ်ထွန်းမည်9ရက်4လ2025တွင်တနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာစိတ်နှင့်ဧပြီလ6ရက်နေ့မှ12ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီးကယားပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်နေရာကွက်ကြားမှနေရာကျဲကျဲနှင့်တနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာစိတ်မိုးထစ်ချုံရွာနိုင်ပါသည်သို့ဖြစ်ပါ၍ပြည်သူများအနေဖြင့်အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူလေပြင်းများတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနှင့်မိုးသီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်မိုးလေဝသသတင်းတွေကိုအချိန်နှင့်တပြေးညီသိရှိရဖို့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးအသစ်တင်တိုင်းသိရဖို့အတွက်ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါနော်